ကိုကဂိမ်းဆော့ရတာကိုပဲဝါနာပါတယ်နောက်ပြီးတော့သူများတွေဂိမ်းရနေဝင်ငွေရှာသလိုမျိုးကိုကလိုက်ပြီးတော့လုပ်ချင်နေဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကျွန်တော်တို့အနေနဲ့ game market ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့လုပ်လို့ရတဲ့အလုပ်တွေအများကြီးရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့လူဆော့အများဆုံး game တွေကို target အဓိကထားရမယ်မြန်မာနိုင်ငံမှာဆိုရင်လူဆော့အများဆုံး game တွေကဘာလဲဆိုတော့ဒီ mobile legend ရှိမယ်ဒီ PUBG ရှိမယ်နောက်ထပ် game တွေအများကြီးရှိသေးတယ်အဲ့ဒါကြောင့်အဲ့ဒီ game နဲ့ပတ်သက်တဲ့ရောင်းတာတွေဝယ်တာတွေကိုကိုကလိုက်လုပ်ပြီးတော့ဝင်ငွေတစ်ခုတည်ဆောက်လို့ရတယ်ဆိုတော့အသေးစိတ်ပြောပြရမယ်ဆိုရင်mobile legend မှာဆိုရင် game အကောင့်ရောင်းလို့ရတယ်ဒီလူထိတ်များတဲ့ diamond တွေရောင်းလို့ရတယ်နောက်ပြီးတော့ PUBG မှာလည်းဒီအတိုင်းပဲ UC ရောင်းလို့ရတယ် game အကောင့်တွေရောင်းလို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်း diamond selling လုပ်တာ3နှစ်လောက်ရှိပြီဆိုတော့ဒီ diamond selling လုပ်ရင်ကနေပုံမှန်ဝင်ငွေလေးတွေဝင်နေပါတယ်ကျွန်တော်ဆက်ဖပိုင်းကပြောခဲ့သလိုမျိုးဒီ game ကနေဝင်ငွေရှာခြင်းနေဆိုရင်in game selling ကိုဒီ ion site ကမှာပဲဖြစ်ပါတယ် in game item selling ကိုဘယ်ကနေလေးလာလို့ရလဲဆိုတော့ဒီ YouTube တွေဒီ AI တွေကိုမေးပြီးတော့လေးလာလို့ရတယ်အဲ့ဒါကိုမှကျွန်တော်ရဲ့ဒီ3နှစ်စာတက်တန်းလောက်ရှိရဲ့အသိပညာတွေသိရှိခဲ့တဲ့အရာတွေကျွန်တော်လုပ်တဲ့နီလန်းတွေကိုအသေးစိတ်သိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဒီဒါနီ online course မှာလာပြီးတော့လေ့လာလို့ရတယ်ကျွန်တော်ရဲ့သင်တန်းတွေမှာကျတော့ဒီ mobile legend နဲ့ပတ်သက်တာဆိုရင် game account အရောင်းဝယ်ရှိမယ်ဒီ diamond selling ဘယ်လိုမျိုးလုပ်လဲဆိုတာရှိမယ်PUBG မှာဆိုရင်တော့ UC ရှိမယ်နောက်ပြီးတော့ကျွန်တော် video short form အနေနဲ့ဒီ diamond selling နဲ့ပတ်သက်တဲ့ဟာလေးတွေကိုတင်ပေးထားရလေးရှိပါတယ်အဲ့လိုမျိုး video လေးတွေကိုကြည့်ကျင်နေဆိုရင်တော့ like and follow လုပ်ထားဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်